ဘူဘလော့ပလေယာတွေအတွက်အရေးကြီးတဲ့သတင်းမှာတတိချာချာနားထောင်ပေးပါအေဗာကုတ်တူဘာကြောင့်ဖြစ်ရလဲဆိုတာတတိချာချာသိရပါပြီအေဗာကုတ်တူဆိုတာကိုရှေ့ဗီဒီယိုမှာရှင်းပြပေးထားပါတယ်မကြည့်ရသေးရင်တွားကြည့်လိုက်ကြပါအေဗာကုတ်တူဖြစ်နေတာကကျွန်တော်တို့မြန်မာနိုင်ငံတခုတည်းမဟုတ်ပါဘူးတကမ္ဘာလုံးနီးပါအဓိကအရင်းမြစ်ကတော့ဘူဘလော့ရဲ့စာပါ joining system အားကိုဖြစ်နေရပါအဲ့ဒါကိုကျွန်တော်တို့ report တင်ပြီးပါပြီတကဘာလုံးမှာရှိရလူတွေအားလုံးတင်ထားတာပါကျွန်တော်ဘူဘလော့ server joining system ရဲ့ error ကိုပြောပြပေးမှာပါကျွန်တော်တို့အာရှမှာအဓိက server တွေရှိပါတယ်အဲ့ဒါတွေကတော့စင်ကာပူ server နဲ့ဂျပန် server တွေပါဘူဘလော့ server error ကကျွန်တော်တို့မြန်မာနိုင်ငံကဘူဘလော့ game တစ်ခုခုကိုဝင်ဆော့လိုက်တယ်ဒါပေမဲ့အဲ့ဒီဘူဘလော့ game ကအာရှမှာရှိရဲ့အဓိက server ကြီးစင်ကာပူ server ကိုချိတ်ဆက်တာပါဒါပေမဲ့အဲ့ဒီချိတ်ဆက်တဲ့နေရာမှာပဲအာရှမှာရှိရဲ့ဘူဘလော့ server ကိုမချိတ်ဆက်ဘဲနဲ့ဥရောပမှာရှိရဲ့ server ကိုတွားချိတ်တာပါတခါတလေဆိုအမေရိကမှာရှိရဲ့ server ကိုပါတွားချိတ်တာပါအဲ့မှာမြန်မာနိုင်ငံမှာရှိရဲ့လိုင်းမကောင်းတဲ့အင်တာနက်နဲ့တွားချိတ်တော့ပြတ်သွားတာပါအဲ့လိုပြတ်သွားကြတော့လိုင်းချိုးမှုဖြစ်ပြီးတော့ error code 2ဆိုတာဖြစ်လာတာပါကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့တကဘာလုံးမှာဥရောပကဘူဘလော့ပလေယာတွေက server join နေဆိုရင်လည်းကျွန်တော်တို့လိုပါပဲဥရောပ server ကိုရောက်မသွားဘဲနဲ့အမေရိကမှာရှိရဲ့ server ကိုတွားချိတ်လိုက်တာပါဒါပေမဲ့သူတို့ကတော့ line ကောင်းတာကြောင့်မလို့ဘာမှမဖြစ်ပါဘူးတခါတလေကြတော့သူတို့ line မကောင်းတာတွေလည်းရှိပါတယ်မြန်မာနိုင်ငံမှာရှိရဲ့ဘူဘလော့ပလေယာတွေကအာရှမှာရှိရဲ့ line ကောင်းတဲ့ server ကိုတွားချိတ်လို့ဆော့လို့ရတာပါဒါပေမဲ့ကျွန်တော်တို့ကတော့ဥရောပ server ကိုတွားချိတ်တော့ကြတော့ဆော့လို့မရပါဘူးဒီလိုမျိုးဘူဘလော့သတင်းတွေကိုကျွန်တော်ရဲ့ YouTube channel နဲ့ TikTok channel မှာတင်ပေးထားပါတယ် YouTube channel ကို subscribe လေးလုပ်ခဲ့ပေးကြပါဦးနောက်ပြီးတော့ TikTok account ကိုလည်း follow လေးလုပ်ခဲ့ပေးကြပါဦးဒါနဲ့ ဘူဘလော့ကို hack ဆော့ခြင်းနဲ့ဆိုရင်တော့ RPN Squid မြန်မာမှာတင်ပေးထားပါတယ်ရှေ့ဝေးပြောမနေတော့ပါဘူးရှေ့ကဗီဒီယိုလိုပါပဲစိတ်ဝင်စားရင်တော့တွားကြည့်ပြီး Telegram channel ကို join လိုက်ကြပါနေပါအောင်ဘူဘလော့အကြောင်းကြံပါသေးရဲ့အခုဖြစ်နေတာကဘူဘလော့အကြောင်းပါပြီးတော့ VPN ခါဆော့လို့ဘူဘလော့ညမှာ server ပြတ်သွားရဲဆိုတာတကယ်မဟုတ်ပါဘူးဘဝလေးချက်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ရောသွားတာပါဘူဘလော့ကမြန်မာနိုင်ငံမှာဘူဘလော့ server မရှိရဘူးအတိအကျဖော်ပြထားပါတယ်အခုဖြစ်နေတာကဘူဘလော့ကိုတိုင်အားဖြစ်နေတာကိုတီးစေခြင်းပါတယ်နောက်ပြီးတော့ဘူဘလော့ကို VPN နဲ့မဆော့ချင်တဲ့လူတွေအတွက်ဆော့လို့ရမယ့်နည်းရှိပါသေးတယ်အဲ့ဒါကတော့ပုံမှန်လိုဘူဘလော့ game တစ်ခုခုတည်းကိုဝင်လိုက်ပါမယ်အဲ့ဒီမှာရှိရဲ့ server တွေကိုဝင်ပြီးရမှာအဲ့ဒီ server တွေထဲကိုဝင် join ရမှာပါကန်ကောင်းရင်တော့အာရှမှာရှိရဲ့ server နဲ့တွေ့ပြီးရမှာဆော့လို့ရမှာပါအခုဖြည့်ရှင်းထားတာကဘူဘလော့စီကတိုင်းကြားစာရီတွေကနေပြီးရမှာကောင်းနှုတ်ထားတာပါအားလုံးအချိန်ပေးပြီးကြီးချုပ်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်